လောက်ပေါ်လာလို့ခီးသွားမယ်ဆိုပြီးသားကောက်ပြီးထွက်လာလိုက်တာငါဘာတစ်ခုမှမပြင်ဆင်လာခဲ့ရဘူးပဲဒါပေမဲ့ booking နဲ့ဆိုရင်တချို့သောလှုပ်ရှားမှုတွေကိုဖယ်ထားလို့ရပါပြီ။ခီးသွားသူတိုင်းအတွက်လိုအပ်တဲ့ဒီ application လေးနဲ့ဆိုရင်အချိန်မကုန်လွယ်ကူစွာနဲ့စိတ်ကြိုက် hotel ခန်းတွေကို booking တင်ထားလို့ရပါပြီ။ကျွန်တော်တကယ်ချင်းတွေကိုလည်းဒီ booking ဆိုတဲ့ခီးသွား application လေးကို download လုပ်ထားချဖို့တိုက်တွန်းချင်ပါတယ်။ဘယ်နေရာပဲရောက်နေဒီ booking ကနေပြီးတော့အနည်းဆုံးမှရှိတဲ့ hotel ကိုရှာပြီးလွယ်လွယ်ကူကူလေးလေးမြမြနဲ့ booking တင်နိုင်ပြီးတော့ပုံမချောမိတဲ့ခီးစဉ်လေးဖြစ်သွားဖို့အကူအညီပေးသွားမှာပဲဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တကယ်ချင်းတွေအတွက်အထူး promotion အနေနဲ့ HTOOS BKT ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့ discounted percent ကိုရယူနိုင်ပါပြီ။ဒါဆိုရင်ကျွန်တော်နဲ့အတူခီးသွားဖို့ booking ကနေပြီးတော့ booking တင်လိုက်ကြရအောင်။အားလုံးပဲတတား